မကြသေးခင်ကပဲအီရန်နိုင်ငံသားရဲ့ဝန်ကြီးကသူ့ရဲ့ social media မှာတင်လာပါတယ်။ အစ္စရေးကလက်ဘနွန်ကိုတိုက်ခိုက်နေတာတွေကိုရပ်တန့်ပြီးတော့လက်ဘနွန်အစ္စရေးတို့ဟာအမေရိကမှာမျက်နှာစုံညီတွေ့ဆုံပြီးတော့ငြိမ်းချမ်းရေးဆွေးနွေးပွဲဖြစ်မြောက်သွားတဲ့အတွက်ကြောင့်မလို့အီရန်ဘက်ကလည်းဟော်မုတ်စီလက်ကြားကြီးမှာပိတ်မိနေတဲ့တင်မောတွေအားလုံးကိုထောက်ခွင့်ပေးလိုက်ပြီးဟော်မုတ်စီလက်ကြားကြီးကိုအားလုံးအတွက်ကိုဖွင့်ပေးလိုက်ပြီးဖြစ်ကြောင်းအီရန်နိုင်ငံသားရဲ့ဝန်ကြီးက social media မှာပြီးခဲ့တဲ့နိုင်ပိုင်းကနေပြီးတော့ကြေညာသွားပါတယ်။ပြီးခဲ့တဲ့ရက်ကလည်းအမေရိကဒီဟော်မုတ်စီလက်ကြားကြီးကိုသူ့ဘက်ကပိတ်ဆို့ထားတာတွေကိုဖယ်ရှားပေးလိုက်တယ်တရုတ်ကိုစိတ်ချမ်းသာသွားအောင်ပျော်ရွှင်သွားအောင်ပြုလုပ်ပေးလိုက်တယ်ဆိုပြီးတော့ဒါအမေရိကန်ကလုပ်ပေးခဲ့တာရှိပါတယ်နောက်တစ်ခုကအမေရိကန်ရဲ့ဂျားဝင်စစ်ဆက်ပေးမှုနဲ့အစ္စရေးနဲ့လက်ဘနွန်တို့ဟာအပြစ်ခတ်ရဲဆဲပြီးတော့အမေရိကမှာဆွေးနွေးခဲ့ကြပါတယ်ဒါကြောင့်လည်းအီရန်ဟာသူတောင်းဆိုထားတာတွေကိုရရှိသွားတဲ့အတွက်ကြောင့်မလို့ဟော်မုတ်စီလက်ကြားကြီးကိုဒါစီးပွားရေးလုပ်ငန်းသုံးတင်မောတွေအားလုံးတက်ကိုဖွင့်ပေးလိုက်ပြီးအမေရိကန်နဲ့ငြိမ်းချမ်းရေးတည်မြဲနေသူဟော်မုတ်စီလက်ကြားကြီးဟာဆက်လက်ပြီးတော့ဖွင့်ထားမယ်ဖြစ်ကြောင်းအမေရိကန်ဒီအီရန်နိုင်ငံသားရဲ့ဝန်ကြီးကကြေညာသွားခဲ့ပါတယ်အခုချိန်ထိအမေရိကန်နဲ့အီရန်တို့ဟာအပြစ်ခတ်ရဲဆဲထားသလိုအစ္စရေးနဲ့လက်ဘနွန်တို့ဟာလည်းအပြစ်ခတ်ရဲဆဲထားပါတယ်ခုချိန်မှာလက်ဘနွန်အစ္စရေးအီရန်တို့ဟာတစ်ဖက်နဲ့တစ်ဖက်ပြစ်ခတ်တိုက်ခိုက်ခြင်းမပြုဘဲနဲ့အပြစ်ခတ်ရဲဆဲထားတဲ့ကာလဖြစ်ပါတယ်ငြိမ်းချမ်းရေးဆွေးနွေးနေတဲ့ကာလဖြစ်ပါတယ်မကြာခင်မှာပဲအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတရုတ်ပြည်ကိုသွားပြီးတော့တရုတ်သမ္မတရှီကျင်းဖျင်နဲ့တွေ့ဆုံဆွေးနွေးဖို့တွေလည်းရှိပါတယ်ဒီတိုင်းသာဆိုလို့ရှိရင်တော့အရှေ့လေပိုင်းဒေသဟာဒီထက်ပိုပြီးတော့တည်ငြိမ်လာပြီးတော့ငြိမ်းချမ်းသွားဖို့အခြေအနေတွေမှာရှိပါတယ်ခုလောလောဆယ်မှာတော့တင်မောတွေအားလုံးဟော်မုတ်စီလက်ချက်ကနေပြီးတော့အခက်အခဲမရှိထွက်ခွာသွားနိုင်ပြီဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ဒီနေ့မှာနိုင်ငံသူနိုင်ငံသားအားလုံးကျန်းမာရှင်လန်းစွာနဲ့တောက်ပတဲ့အနာဂတ်ကိုပိုင်ဆိုင်ပြီးတော့ပျော်ရွှင်စရာနှစ်သက်ကလေးကိုကြိုးစားနိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းလိုက်ပါတယ်အထူးသဖြင့်ဒီနေ့မင်္ဂလာရှိတဲ့သတင်းကတော့ကျွန်တော်နိုင်ငံသမ္မတကြီးဦးမင်းအောင်လှိုင်ပြီးသမ္မတဟောင်းဦးဝင်းမြင့်ကိုလူညှက်တောင်ပေးခဲ့ပါတယ်လူညှက်တောင်ပေးခဲ့တဲ့လူ4000ထဲမှာဦးဝင်းမြင့်လည်းပါပါတယ်ဒီနေရာမှာကျွန်တော်ဦးဝင်းမြင့်ဆိုတဲ့လူပုဂ္ဂိုလ်ကိုပြောချင်တာမဟုတ်ပါဘူးနိုင်ငံတော်သမ္မတဒီဟုဆိုယာရုဌာနန္တရရဲ့ဂုံပုဂ္ဂိုလ်ကျွန်တော်အနေနဲ့ဆွေးနွေးသွားချင်တာဖြစ်ပါတယ်အခြေခံဥပဒေအရနိုင်ငံတော်သမ္မတသည်နိုင်ငံသားအားလုံးရဲ့အထွတ်အထိပ်နေရာကိုရရှိထားတာဖြစ်သလိုအစိုးရအဖွဲ့လုပ်တဲ့လုပ်ငန်းဆိုင်တာအားလုံးဟာလည်းနိုင်ငံတော်သမ္မတကိုတာဝန်ခံပြီးတော့လုပ်ရတာဖြစ်ပါတယ်အဲ့တော့ဒီနေ့သမ္မတကြီးဦးမင်းအောင်လှိုင်ကဦးဝင်းမြင့်ကိုလွှတ်ပေးလိုက်တာဒီကျွန်တော်တို့နိုင်ငံမှာသမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်တွေကိုဘယ်တော့မှအရေးယူလို့မရအောင်ဘယ်ဥပဒေနဲ့မှသူ့ကိုအရေးယူလို့မရအောင်စီရင်ထုံးတစ်ခုအစင်လာကောင်းတစ်ခုကိုချမှတ်လိုက်ပြီးရှောက်လှမ်းလိုက်ပြီးလို့မင်္ဂလာရှိတယ်လို့ကျွန်တော်ကယူဆပါတယ်။ဘာဖြစ်လို့ကျွန်တော်အဲ့လိုပြောရတယ်လဲဆိုလို့ရှိရင်နိုင်ငံတော်သမ္မတဆိုတဲ့ယာရုဒီနိုင်ငံတော်ရဲ့အထွတ်အထိပ်ဖြစ်တယ်လို့မျိုးဥပဒေထဲမှာ Rex non potest peccare ဆိုတဲ့ the king can do no wrong မင်းဒီဘယ်တော့မှအမှားကိုမလုပ်နိုင်ဘူးဆိုတဲ့ဥပဒေသားတစ်ခုရှိပါတယ်ဒါကလက်တင်စကားနဲ့ထားတဲ့ဥပဒေပါပြဋ္ဌာန်းထားတဲ့ဥပဒေပါလက်တင်စကားဆိုကြတဲ့ဒါယောမခေတ်ကလေးရှိခဲ့တဲ့ဟာပေါ့လေအခုတချို့ပြောကြတာတွေရှိတာပေါ့ no one is above the law ဘယ်သူမှဥပဒေအထက်မှာမရှိဘူးဆိုရပြောတဲ့စကားတွေရှိတယ်ဒါကကြားကောင်းအောင်ပြောခဲ့တာအခု liberal ဝါဒတွေထွန်းကားလာတဲ့အချိန်မှာပြောတာမှန်တော့လည်းပဲတကယ်တမ်းကြလို့ရှိရင်တော့ဘယ်သူမှဥပဒေအထက်မှာမရှိဘူးဆိုတဲ့ဟာကြီးနောက်ပိုင်းကျမှဖြစ်လာတာရှင်းနေတာကတော့ no one is above the law ဆိုတဲ့စကားလက်တင်ဝါဒမရှိဘူးမင်းဒီဘယ်တော့မှအမှားမလုပ်နိုင်ဘူးဆိုလိုတဲ့သဘောကမင်းလှုပ်လိုက်တဲ့ဒိတ်လှုပ်ရမှန်သမျှသည်မှန်ကန်သောအရာတိုင်းသာဖြစ်သည်သူလှုပ်လိုက်တဲ့ဟာတိုင်းသည်ဥပဒေဖြစ်နေဥပဒေကို तू ကချိုးဖောက်လို့မရဘူးဘာဖြစ်လို့လဲဆိုတော့ဘယင်လှုပ်တဲ့အလုပ်မှန်သမျှကိုဥပဒေဖြစ်နေဥပမာပြောရလို့ရှိရင်ကျွန်တော်တို့ကဟလာအရာထဲမှာလူသားကောင်မရင်းကောင်တယောက်ရှိတယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကအဲ့ဒီလူကိုတိတယ်ဆိုလို့ရှိရင်သွားဖမ်းပြီးတော့ဒီခါလဲဝိုင်းရိုက်ပြီးတတ်ပြလို့မရဘူးအဲ့ဒါ तू လှုပ်တဲ့အပြစ်ကသူ့အပြစ်တစ်ခုသူ့ကိုဝိုင်းရိုက်ပြီးတတ်တဲ့ဥစ္စာကရိုက်တဲ့လူမှာတတ်တဲ့လူကအပြစ်ဥပမာတကယ်တမ်းဥပဒေကိုချိုးဖောက်ဖို့ဥပမာလှုပ်တဲ့အချိန်မျိုးရှိနေတဲ့အချိန်မှာကိုကာကွယ်လို့ပြန်လဲခုခံရင်းနဲ့တတ်မိတာဆိုတော့တစ်မျိုးပေါ့လေအဲ့လိုမဟုတ်ဘဲနဲ့ကိုကဥပဒေချိုးဖောက်ထားတဲ့တရားခံတယောက်ကိုသိနေတဲ့ခါမှာရဲလက်မအပ်ပဲနဲ့ကိုသွားပြီးတတ်မျိုးတာမျိုးလုပ်လို့ရှိရင်တတ်တဲ့လူမှလည်းအပြစ်ရှိတယ်သို့တော့အဲ့ဒီလူသားကောင်မရင်းကောင်ကိုဥပဒေအရအရေးယူပြီးတော့ထောင်ထဲမှာရောက်ပြီးတော့အချိန်မှာထောင်ထဲမှာကျိုးစင်တင်ပြီးတော့တောက်ကိုဖြုတ်လိုက်တဲ့ခါမှာအဲ့ဒီဖြုတ်လိုက်တဲ့ခွင့်အာဏာကြီးတတ်တာပဲကိုလိုဟာလဲတတ်တာပဲတတ်တာချင်းအတူတူဒါဒီတောက်ကိုဖြုတ်လိုက်တဲ့ဟာဒီ
ထောင်ဝင်တန်းတယောက်ရဲ့အာဏာနဲ့ဖြုတ်တာမဟုတ်ဘူးနိုင်ငံတော်သမ္မတရဲ့လူငင်းချင်းသားကိုပယ်ဖြတ်လိုက်လို့ဖြုတ်လိုက်တဲ့အာဏာအဲ့တော့လူတယောက်ကိုတတ်တယ်ဆိုတော့လောက်ရပြီးပြင်လျင်အယက်သူအယက်သားလောက်တာဆိုရင်ရာဇဝတ်မှုမြောက်တယ်နိုင်ငံတော်သမ္မတလောက်တာဆိုရင်ရာဇဝတ်မှုမြောက်ထိုနည်း၎င်းပဲလမ်းဘေးမှာတယောက်နဲ့တယောက်ရံဖြစ်ကြလို့တနက်နဲ့ပြစ်လိုက်လို့ရှိရင်သေသွားရင်မှန်ဒီမှားဒီအပါထားသေသွားရင်ဒါဥပဒေရပြဿနာဖြစ်ရေးယူခံမှာပဲဒါပေမဲ့စစ်ဖြစ်တဲ့ခါမှာနိုင်ငံတော်သမ္မတအမိန့်ပေးလို့နိုင်ငံတော်ရဲ့တရားဝင်တရားသောစစ်ကိုဆင်နွှဲတဲ့အခါမှာပြစ်လိုက်လို့သေသွားလို့ရှိရင်ကျတော့သူအရေးယူလို့မရဘူး။ဘာဖြစ်လို့လဲဆိုတော့သမ္မတကိုအာဏာတက်ရောက်မှုရလုပ်တာဖြစ်တယ်။ဒါကျွန်တော်ပြောချင်တာ no one is above the law ဆိုတဲ့ဟာတကယ်တော့ကြားကောင်းအောင်သာပြောတာတကယ်လက်တွေမှာဟုတ်မနေဘူး။ဘာလို့ဟုတ်မနေလဲဆိုလို့ရှိရင်သမ္မတကလုပ်တာဆိုလို့ရှိရင်အကုန်လုံးကမှန်နေတယ်လူတက်လို့တော့ရတယ်။အဲ့တော့ကျွန်တော်ပြောချင်တာကခုနပြောတဲ့ Rex non potest peccari no one is above the law မဟုတ်ဘဲနဲ့ the king can do no wrong the state can do no wrong the crown can do no wrong the government can do no wrong အစိုးရသည်ဘယ်တော့မှအမှားမလုပ်နိုင်ဘူးအစိုးရနိုင်ငံတော်သမ္မတသည်ဘယ်တော့မှအမှားမလုပ်နိုင်ဘူးနိုင်ငံတော်အကြီးအကဲလုပ်တဲ့လုပ်ရမှန်မှန်ရသည်အများတိုင်းမှန်ကန်ရမယ်ဆိုတဲ့ဥပဒေကကိုအခုကနေစပြီးတော့ကျွန်တော်တို့ကအစင်လာတစ်ခုအနေနဲ့ထူထောင်ပြီးတော့ကျွန်တော်တို့နိုင်ငံမှာအစင်လာတစ်ခုကိုချမှတ်တင်ပြီလို့ထင်ပါတယ်အဲ့တော့ဒီနေ့ကနေစပြီးတော့သမ္မတယာတို့ကိုထမ်းဆောင်ခဲ့တဲ့ပုဂ္ဂိုလ်ဘယ်သူမဆိုဘယ်ဥပဒေနဲ့မှအရေးယူမရတဲ့အစင်လာမျိုးကိုကျွန်တော်တို့ကပြဋ္ဌာန်းတင်ပါတယ်ဒါလည်းကျွန်တော်တို့နိုင်ငံမှာမဟုတ်ပါဘူးကမ္ဘာရဲ့အတွေ့အကြုံအရကြည့်မယ်ဆိုလို့ရှိရင်လေတကယ်စင်တန်းရှိပြီးတော့အစင်လာရှိတဲ့နိုင်ငံကြီးတွေမှာဆိုရင်ဥပမာအမေရိကန်နိုင်ငံမှာဆိုရင်သမ္မတနစ်ဆန်ကိုရာဇဝတ်မှုကျူးလွန်ခဲ့တာရှိရဲဆိုပြီးတော့တရားရုံးကတရားရုံးမဟုတ်ပေါ့လေကွန်ဂရက်လွှတ်တော်ကနေပြီးတော့ impeach လုပ်တယ်စွတ်တင်ပြစ်တင်ဆွဆွဲတယ်ထောင်ချဖို့လုပ်ပေးမယ်လို့ပဲနောက်ထပ်တက်လာတဲ့သမ္မတ Ford ကဒီမှုတွေကိုထည့်ပြက်လိုက်တယ်ဘာဖြစ်လို့လဲဆိုတော့သမ္မတတယောက်မှာရှိတဲ့ sovereign immunity နိုင်ငံတော်သမ္မတကိုဥပဒေအရအရေးယူခွင့်လုပ်လို့မရဘူးဆိုတော့စီရင်ထုံးနဲ့သူကဒါကိုဖယ်ရှားခဲ့တာမျိုးရှိပါတယ်အဲ့တော့ကျွန်တော်တို့ကနောက်တစ်ခုကြည့်မယ်ဆိုလို့ရှိရင်တန်တမန်ကင်းလွတ်ခွင့်ဆိုတော့ Vienna Convention မှာပြဋ္ဌာန်းထားတာရှိပါတယ်သူတို့ဆိုလိုတဲ့သဘောကတန်တမန်နေသည်တခုခုဥပဒေကိုချိုးဖောက်လိုက်ရင်တော့မှတန်တမန် passport ကင်ထားတဲ့နိုင်ငံကူးလက်မှတ်ကင်ထားတဲ့လူကျွန်တော်အရေးယူလို့မရဘူးအဲ့လိုအရေးယူလို့မရဘူးဆိုတော့တန်တမန်ဆိုတာဘာလို့အရေးယူလို့မရလဲဆိုတော့သူတို့ဒီအချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံရဲ့ဘယင်လို့မဟုတ်သမ္မတကိုကိုစားပြုနေတဲ့ပုံကိုယ်တွေဖြစ်လို့နောက်တစ်နိုင်ငံကသူ့ကိုအရေးယူလို့မရဘူးသမ္မတကိုကိုစားပြုနေတဲ့ပုံကိုယ်ကတော့အရေးယူလို့မရရင်သမ္မတကိုလည်းအရေးယူလို့မရဘူးဆိုတော့အမျိုးကတော့ကျွန်တော်တို့ကဒါထင်ရှားပါတယ်အဲ့တော့ဒါအမေရိကန်မှာလည်းဒီလိုဖြစ်ခဲ့တာမျိုးရှိတယ်နစ်ဆင်ကိုအရေးယူလို့မရဘူးမလေးရှားနိုင်ငံမှာဆိုလို့ကြည့်မယ်ဆိုလို့ရှိရင်လည်းမလေးရှားနိုင်ငံမှာကဒါဘယင်9ပါးရှိတယ်အလှည့်ကျအုပ်ချုပ်တာအဲ့ဒီရေယာမှာဂျဟောဘယင်ကကောက်သီးရရင်နဲ့ရံဖြစ်ပြီးတော့ကောက်ထုတ်နဲ့ရိုက်တက်ပလိုက်တာရှိတယ်အဲ့လိုဟာမျိုးဆိုလည်းသူ့ကိုအရေးယူလို့မရဘူးဘယင်ဖြစ်နေတဲ့အတွက်ဒါမျိုးကျွန်တော်တို့ကရှိခဲ့တာရှိတယ်ဒါစင်လာရှိတဲ့နိုင်ငံမျိုးပေါ့အဲ့လိုမဟုတ်ဘဲနဲ့ခုနပြောတဲ့ the king can do no wrong ဆိုတဲ့ဥပဒေသားတွေကိုမလိုက်နာတဲ့နိုင်ငံတွေကကြတော့ဥပမာတောင်ကိုရီးယားဆိုရင်သူတို့နိုင်ငံမှာသမ္မတပြောင်းသွားရင်နောက်သမ္မတတယောက်တက်လာရင်အပြစ်ရှာပြီးတော့ထောင်ချတာမျိုးတွေရှိတယ်။အခုဖိလစ်ပိုင်မှာဆိုလို့ရှိရင်လည်းအဲ့လိုမျိုးအရင်သမ္မတဟောင်းတွေကိုအရေးယူတာမျိုးတွေရှိတယ်။နောက်ဒီဒူတာတေးတို့ဘာလို့ဆိုလို့ရှိရင်နိုင်ငံတကာခုံရုံးကိုတင်တာမျိုးတွေရှိတယ်ဆိုတော့ဒါကအရေးယူခံရတဲ့ပုံကိုယ်တွေမဟုတ်ဘူးနိုင်ငံမှာသိက္ခာကြတယ်။နောက်သမ္မတဆိုတဲ့ယာရုဌာနန္ဒရာကြီးကကိုပဲဂုံရှိန်သိငယ်သွားစီပါတယ်။အဲ့ဒါကြောင့်မို့လို့ကျွန်တော်တို့နိုင်ငံမှာဒီနေ့ချီချီချင်းကစပြီးတော့ဘယ်သမ္မတမဆိုသမ္မတအဖြစ်တာဝန်ထမ်းဆောင်ခဲ့မှုတဲ့ပုံကိုယ်တွေကိုဘယ်ဥပဒေနဲ့မှအရေးယူလို့မရဘူးဆိုတာစာရဲပေတဲ့ထည့်ရေးမထားတော့လည်းပဲစီရင်ထုံးအနေနဲ့အစင်လာအနေနဲ့စပြီးတော့ကျင့်သုံးမှုဒါလမ်းကြောင်းကိုရှောက်လှမ်းလိုက်တဲ့အတွက်နိုင်ငံတော်သမ္မတကြီးဦးမင်းအောင်လှိုင်လုပ်ရသည်အင်မတန်မင်္ဂလာရှိတာဖြစ်ပါတယ်။chuyênချက်တစ်ခုရှိတာပေါ့လေကျွန်တော်တို့ဥပမာရွေးကောက်ပွဲနဲ့တက်လာတယ်ဆိုတဲ့သမ္မတကြီးနောက်မဟုတ်လေတချို့အရသာသမ္မတတွေထဲမှာတက်နဲ့စင်ပြေအောင်မလီလို့ကာနဂောစာဖြစ်လို့တက်ကနိုင်ငံတော်အရေးပေါ်အခြေအနေကြီးညာပြီးထိမ့်သိမ်းခံရတဲ့ဟာမျိုးစစ်လို့ရှိရင်တော့62ခုနှစ်တုန်းကသမ္မတမောင်းဝင်းမောင်ထိမ့်သိမ်းတယ်လို့မျိုးအမှုဆင်ပြီးတော့တရားရုံးမှာထောင်ချတာမျိုးတော့လုပ်လို့မရတော့ညာလဲပဲတစ်ခါတလေဖမ်းချုပ်ရတာမျိုးတော့ရှိကောင်းရှိမှာပေါ့ဒါကတော့တက္ကနာပေါ့လေ
အဲ့လိုမှမဟုတ်ဘဲနဲ့ဆိုလို့ရှိရင်နိုင်ငံတော်သမ္မတတာဝန်ထမ်းဆောင်တဲ့ပုဂ္ဂိုလ်တွေကိုဘယ်တော့မှအရေးမယူတဲ့ sovereign immunity ဆိုတဲ့အစဉ်လာကောင်းမျိုးဒီနေ့စပြဋ္ဌာန်းလိုက်တဲ့အတွက်လည်းကျွန်တော်အများကြီးဂုဏ်ယူပါတယ်ဒီလိုလုပ်လိုက်တဲ့နိုင်ငံတော်သမ္မတကြီးဦးမင်းအောင်လှိုင်ကိုလည်းကျွန်တော်အများကြီးကျေးဇူးတင်ပါတယ်ပြောချင်ပါတယ်ကျွန်တော်ဒီနေ့ဒါနှစ်ဆန်းတရက်နေ့ကျွန်တော်ရဲ့နှုတ်ဆက်စကားလေးဖြစ်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ကျမရှင်လာပါ